နွားကဝယ်နွားပါတဲ့လမ်းသွားရင်လက်နှစ်ဖက်ကခက်သွားတာရှင်းပြပါဦးကိုတဲ့လက်နှစ်ဖက်ခက်တယ်ဆိုတာကတော့ဗျာကိုညီတော်မောင်ကဝယ်တော့ကတေချာမကြည့်ခဲ့လို့နေမှာပါတကယ်တော့လက်ခက်တယ်ဆိုတာကတော့လက်ကြမတဲ့လို့ပေါ့နားလေလွယ်အောင်ပြောရရင်တော့ခွာမတဲ့တာပေါ့ကွာလက်ကဒါမျိုးဖြစ်နေတာပေါ့လက်မတဲ့တော့ဒါမျိုးသူကခက်နေတာပေါ့ကွာဒါကိုခွာမတဲ့တာပေါ့တကယ်တမ်းကျတော့နွားဝယ်တော့မယ်ဆိုရင်တေချာကြည့်ပါညီလေးရေခွာကိုဒီလိုလက်ကိုဒီလိုတဲ့နေရပါမယ်တဘောကတဲ့ပြီးတော့ခြေလန်းတဲ့ခါမှာဒါမျိုးခုတ်နေရပါမယ်ဒါမျိုးခုတ်ပြီးသွားနေမှဒါလက်ကြတဲ့တယ်လို့ပြောလို့ရပါတယ်ဒီလိုရမ်းသွားနေတယ်ဆိုရင်အဲ့နွားကလက်ကြအနှဲငယ်စောင်းမှလိမ့်မယ်ညီလေးပြောတဲ့နွားကတော့ပြောရမယ်ဆိုရင်ဗရက်လက်ပြောရမှာပေါ့ကွာဒါမျိုးဗရက်မြင်မှုမှာပါဒီဗရက်လက်ပေါ့ကွာဗရက်လက်လို့ပြောလို့ရတယ်ပေါ့နွားဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်နွားဝယ်နမဝယ်ခိုင်နွားဝယ်ပဒေသာနွားဝယ်ဘလို့နွားမျိုးဝယ်အဓိကအခြေခံကြဆုံးကတော့အောက်ပနဲ့ကောင်းရမယ်အောက်ပနဲ့ဆိုတာကတော့ခွာပေါ့ကွာခွာကောင်းမှုရေးကြည့်တယ်ညီလေးဘယ်နွားကိုဝယ်ပါအဓိကကတော့ခွာကအရန်ရေးကြည့်တယ်နွားတွေဆိုတာကဝလာလို့ရှိရင်သူကဝိတ်တွေကြီးလာမယ်ဝိတ်တွေကြီးလာလို့ရှိရင်ခွာကအောက်ပနဲ့မကောင်းဘူးဆိုလို့ရှိရင်သူကအစင်မပြေဘူးကွာခုနလက်ကြမတဲတဲ့နွားတွေကပိုးပြီးတော့စိုးတယ်ဝိတ်ကြီးလာလို့ရှိရင်ဒီသူ့ရဲ့ခနာကိုဝိတ်ကိုဒီခွာကမထိန်နိုင်ဘူးအဲ့ဒီတော့ခွာကောင်းမှုရမ်းရေးကြည့်တယ်ပရိသတ်နွားတွေဆိုလို့ရှိရင်ပိုးဆိုးတယ်ပရိသတ်နွားတွေရဲ့အင်ချီများတယ်အင်ချီများတော့ကြတော့သူကခွာမကောင်းလို့ရှိရင်ဒါခွာလက်ကြမတဲရင်ခွာကြီးတပြေးနဲ့ခွာညုံကြီးတွေကရှေးလာတယ်သွားမှုလာမှုကလည်းမရှိတော့ခွာညုံကြီးတွေရှေးလာတယ်ဒီကအရေးကြီးဆုံးကတော့ဘယ်လိုနွားမျိုးကိုဝယ်ခွာကောင်းမှုရေးကြည့်တယ်ခွာကောင်းမှုဆိုတာကခွာပေါက်ကျင်းရမယ်ပေါ့ကွာကျင်းသုံးကျင်းနဲ့ခွာပေါက်ကျင်းရမယ်ဆိုတာ तू ကဒါမပါတော့ဘူးတကယ်တမ်းကပြောရမယ်ဆိုရင်လက်ကြတက်ရမယ်ဆိုတာလေအရေးကြီးတယ်လက်ကြတက်ဆိုခွာတက်ရမယ်ခွာရဲ့ပုံကိုဥပမာပြရမယ်ဆိုရင်အိုးမုတ်ခွက်မှောက်ထားတဲ့တံကိုတက်မှတ်ပြီးတော့လက်တွေကလည်းဖြောင့်စင်းနေရမယ်ဒါမှစံနမူနာထားလို့ရတဲ့ခွာနေထားကိုပြောလို့ရတယ်အဓိကတော့ခွာတက်နေရမယ်နွားဝယ်တော့မယ်ဆိုရင်ဒုံမမောင်းနဲ့နောက်ကနေဖြည်းဖြည်းလေးကြည့်ထားလက်လွတ်လားမလွတ်လားကြည့်တာနွားကိုကအရန်ကြီးဒုံမောင်းတဲ့ခါမှာ तू လက်လွတ်တယ်မလွတ်ဘူးဆိုတာမမြင်ရတော့ဘူးအဲ့ဒီတော့နွားမောင်းတဲ့ခါမှာဖြည်းဖြည်းလေးစမ်းမောင်းကြည့်ရတယ်ဖြည်းဖြည်းစမ်းမောင်းကြည့်ပြီးတော့မှသူ့ရဲ့စိတ်ဒေါသကောင်းမကောင်းကိုနည်းနည်းခက်သက်သက်ဒုံမောင်းကြည့်ရတယ်ညီလေးရေအဲ့ဒီတော့နွားဝယ်တော့မယ်ဆိုရင်နောက်တစ်ခါဆိုရင်ဒီလိုမျိုးခွာလက်ကြတဲ့နွားဟူတာဝယ်ပါလို့အကြံပြုပေးလိုက်ပါတယ်ညီလေး